ကဲအားလုံးပဲတချမ်းရောက်တော့မယ်ဆိုတော့မိန်းကလေးတွေပေါ့နော်တရက်တော့အပြင်ထွက်ဖြစ်မှာပဲဟုတ်တယ်မလားအဲ့တော့အပြင်ထွက်တဲ့ခါကျလို့ရှိရင်မိတ်ကပ်မပါလဲတော့မလှအောင်ကွာနော်ဒါပေမဲ့မိတ်ကပ်လင်းသွားရင်လည်းဘာဖြစ်လဲပြက်မှာကြောက်တယ်ဟုတ်တယ်မလားဒီဆိုရင်ပြက်သွားမလားဆိုတဲ့အတွေးရှိတယ်အဲ့တော့မိတ်ကပ်လုံးဝမပြတ်တဲ့နီလေးပြောပြမယ်နော်အဲ့ဒါကဘာလဲဆိုတော့ပုံမှန်တိုင်းပဲမျက်နှာသစ်မယ်တိုနာသုံးမယ် moisture သုံးမယ်ပြီးလို့ရှိရင် sunscreen လေးမယ် sunscreen အထူးကြီးလေးရမှာနော်နည်းနည်းလေးမဟုတ်ဘူး sunscreen လေးမယ်အဲ့ဒီဟုတ်သွားပြီအဲ့တိုင်းပြင်သွားလို့ရလားမရအောင်နော် sunscreen ကရေပက်လို့ရှိရင်ပြတ်သွားမှာအဲ့တော့အပေါ်ကဘာပဲလေးထပ်ပြီးလင်းရမလဲ makeup ဆိုတော့မဟုတ်ဘူး makeup ကိုမလိမ့်နဲ့ဒီတုံးအပ်လေးကိုလိမ့်ဒီတုံးအပ်လေးကိုလိမ့်ဆိုတာတုံးအပ်ကအရန်ကိုဆွဲရသည်လားဆွဲတာမှလေအခုမနေ့6နာရီလောက်ကနေစပြီးတော့လိမ့်လိုက်တဲ့ည6နာရီအထိအဲ့ဒီအချိန်ဒီလုံးဝမပြတ်ဘူးသူကကြာလာလေအသားတက်လာလေအဲ့လိုမျိုးကိုမှမျက်နှာကိုရေနဲ့တက်မျက်နှာတက်နေတော့မဟုတ်ဘူးပေါ့ကွာမျက်နှာကိုရေနဲ့လုံးဝမပြတ်ဘူးအဲ့ဒီအတိုင်းပဲခလေးကြိုင်လေအရန်နှမျောတယ်နှမျောပေမဲ့လေဒါပေမဲ့ညအိတ်တယ်ဆိုလို့ရှိရင်မျက်နှာတပီမှာအိတ်ရမှာလေနော်အဲ့တဲ့ခါကျတော့ချစ်မနေတစ်ပလိုက်ရတာပေါ့ဒီတုံးဝက်လေးကအများကြီးလဲမလိမ့်ရအောင်နည်းနည်းလေးပဲနည်းနည်းလေးလိမ့်ရုံပဲအများကြီးလိမ့်တော့ပြသွားမှာဆိုလို့လေနော်အဲ့တော့ဒါနာစီဖစ်ကထုတ်တဲ့ brightening tone app ပေါ့နော်သူ့ကိုဒီsun accent လေးလိမ့်မယ်ပြီးရင်အပေါ်ကနေဒီ tone app လေးကိုလိမ့်လိုက်ပြီးတော့ကိုကအပေါ်က green pad အုပ်ရှင်တာပဲဖြစ်ဖြစ်မအုပ်လဲရတယ်เนาะဒီတိုင်းလေးပဲဖြစ်ဖြစ်ရတယ်နေလိုက်ဒါဆိုပြီးသွားပြီတနေ့ကုန်ဒီတိုင်းပဲပြီးသွားတာဒါအဲ့ဒီတိုင်းလေးပဲပြီးသွားပြီ make up လိုမျိုးလဲအပေါ်မှာထူထူကြီးဖြစ်မနေဘူးဒါပေမဲ့လည်းပဲ cream ဆိုပြီးတော့လဲအသားထဲဝင်သွားတာမျိုးမဟုတ်ဘဲနဲ့အပေါ်မှာဖြူကြည်ကြည်လေးဖြစ်နေတာပေါ့เนาะဒီလိုဖြူကြည်ကြည်လေးဖြစ်နေတာပေါ့เนาะအဲ့လိုမျိုးလေးဖြစ်နေတာအဲ့ဒါခါကျတော့လုံးဝရေနဲ့ပတ်ကြိုက်တဲ့လောက်ပဲမျက်နှာကိုလက်နဲ့တက်ချရတယ်ကိစ္စမရှိဘူးဒီတိုင်းပဲအဲ့ဒါလုံးဝကိုတွေနော်လုံးဝကိုတွေတကယ်ကိုပဲဒါတော့မှပဲသွားကန်ဒီမှာလိမ့်တာမျိုးမဟုတ်မနေ့ကလိမ့်တာရယ်ညနေ3နာရီလောက်မှခဏတစ်ဖြုတ်လေးထွက်လိုက်တယ်ရေပတ်ခံထွက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးပေါ့လုံးဝအဆင်ပြေတယ်ကွာဒီတုံး app ကတော့လုံးဝခံတာသူ့ပေါ်မှာမိတ်ကပ်ထလိမ့်လဲရတယ်မလိမ့်လဲရတဲ့ကိစ္စမရှိဘူးပုံမှန်တိုင်းမှာ moisture လိမ့်မယ် moisture လိမ့်ပြီး sun လိမ့်မယ် sun ပြီးလို့ရှိရင်တောင်းဝိုင်လိမ့်နိုင်မယ်ဒါဆိုလို့ရှိရင်ပြီးသွားပြီကိုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲတနေ့ကုန်နေတာမနေ့6နာရီရေမိုးချိုးပြီးတဲ့ကညနေ6နာရီရေချိုးတဲ့အထိအဲ့ဒီမျက်နှာကဒီအတိုင်းပဲရှိတာဘာမှလည်းမလုပ်ဘူးတခါတလေကိုအစားတစ်ခုပေါ့နော်သမင်းစားလို့ပဲဖြစ်ဖြစ်နှာခမ်းနီလေးနည်းနည်းပြတ်သွားလို့ရှိရင်နည်းနည်းလေးလေလေးကိုထည့်လိုက်ထားပြီးသွားပြီကွာပထမဆုံးနှာခမ်းနီဆိုလို့ရှိရင်လည်းပြောပြနှာခမ်းနီခန့်ကျင်တယ်ဆိုလို့ရှိရင် lip liner လေးတစ်ချောင်းဝယ်တာအဲ့ lip liner လေးနဲ့အရင်ဆုံးကိုယ့်ရဲ့နှာခမ်းကိုအနားတက်ပေါ့နော်အဲ့တော့နှာခမ်းသေးတဲ့သူတွေကြတော့အပြင်းလို့နည်းနည်းလေးဘောင်လေးကိုထွက်လိုက်ပေါ့နှာခမ်းတကယ်လို့ကိုယ့်ရဲ့နှာခမ်းကကြီးတယ်မကြိုက်ဘူးလို့ခံစားရရင်တော့ကိုယ်ကြိုက်တဲ့အနေထားလောက်မှာအထဲထဲလေးမှာပဲအနားလေးတက်လိုက်အဲ့နှာခမ်းကြီးကိုအနားတက်ပြီးဆိုတာအကြာကြီးခံတယ်ပုံမှန်သွားလိုက်မယ်ဟေ့ဘလုတ်ဆိုလောက်လိုက်တာဒါကမခံဘူးเนาะပြီးတော့ကိုယ့်ရဲ့နှာခမ်းကလည်းပဲဘယ်လိုခေါ်မလဲကြွမနေဘူးကွာဟုတ်တယ်မလားဒီလိုမျိုးဒါဆိုရင်နှာခမ်းကိုကွာဒီ lip liner နဲ့အနားတက်ထားတာပေါ့အနားတက်ပြီးကိုကြိုက်တဲ့ပုံလေးကိုအနားတက်မယ်ပြီးရင်အထဲလေးကိုဖြည့်ပြီးတော့လောက်လိုက်ပြီးသွားပြီဒါဆိုလို့ရှိရင်တနေ့ကုန်ခံတယ်အဲ့ဒီဒါမှာပေါ့နော်ကိုဆိုးလိုက်တဲ့နှာခမ်းတွေကလုံးဝဘယ်လိုခေါ်မလဲအရင်မဖြစ်ဘူးဆိုရင်တော့မှပဲသူ lip liner လေးကကျန်းနေတော့ကိုအစားတောက်စားလိုက်တယ်ပြန်ဆိုးလိုက်လေဒီပုံလေးတိုင်းဖြစ်နေအောင်စမ်းတုံးကြည့်နော်အဲ့လိုမဟုတ်လို့ရှင်ဘာဖြစ်လဲဆိုတော့ဒီနှာခမ်းလိုင်းနာမလောက်ထားလို့ရှင်နှာခမ်းကြီးကပြတ်သွားရင်လုံးဝမရှိတော့တဲ့သူကြီးတိုင်းပဲကွာနှာခမ်းကြီးမဆိုးထားတဲ့သူလိုပဲဖြစ်သွားရုပ်ဆိုးတယ်အဲ့လိုမဟုတ်ဘူးဒါလေးလိုမျိုးလေးနှာခမ်းကိုလိုင်းနာလေးနဲ့လောက်ထားတော့ခုစားလိုက်လို့ပြတ်သွားရင်တော့ကို့မှာ lip liner လေးနဲ့ကျန်တော့အရိပ်ကလေးရှိသေးတယ်လीနော်ဒီလိုမျိုးလေးပေါ့ကိုရီဆိုနှာခမ်းသေးတယ်လို့ကိုခံစားရတယ်အားအကြောင်းတော့နည်းနည်းလေးဘောင်လေးနည်းနည်းအပြင်ထုတ်ပြီးတော့ဆိုးတယ်ပြီးတော့ကြည့်လိုက်အဲ့ဒါကြောစင်းတို့စုပ်ပြတဲ့စင်းတို့တို့ဆိုရင်အဲ့လိုမျိုးလေးဆိုတာလေးချစ်ဖို့ကောင်းတယ်နော်နှာခမ်းပါးရဲ့လူပေါ့အဓိကအဲ့လိုမျိုးဆိုတဲ့လူကနှာခမ်းပါးရဲ့လူတချို့ကျရင်နှာခမ်းတော့ကြီးပါတယ်ဒါပေမဲ့ပါးတယ်ဆိုလို့ရှိရင် lip liner မဖြစ်မနေသုံးတဲ့နှာခမ်းအရန်ထူတဲ့သူတွေဒါမသုံးချင်မသုံးနဲ့ဘာလို့လဲဆိုတော့နှာခမ်းထူတဲ့သူတော်တော်များများသူတို့မှာကဒီဘောင်လေးတွေပါပြီးသားပေါ့နော်ကိုရီကျတော့ဘောင်သေးတယ်လीနော်အဲ့တော့မတိတာဘူး lip liner ကိုသုံးရတယ်ဒါကနှာခမ်းကြီးဆိုးလာတဲ့အတွေ့အကြုံပေါ့ဘယ်လောက်ထိကဆိုးတာလဲဆိုလို့ရှိရင်တော့တိတက်စားတဲ့အကြိုက်တာနှာခမ်းကြီးကိုအကြိုက်ဆုံးဘာလို့လဲဆိုတော့နှာခမ်းဥရတာကိုကြိုက်တယ်ပြီးတော့နှာခမ်းကအရန်ဖြူတဲ့ခါကျတော့ဒီနှာခမ်းကြီးလေးမပါလို့နေမကောင်းလားအဲ့လိုမျိုးတန်းပြီးတော့ထင်ခံရတယ်သူရနေတဲ့တော့
အဲ့ဒါခါကျနှာခမ်းကြီးကလုံးဝ favorite ပဲအကြိုက်ဆုံး cosmetic တွေထဲမှာအကြိုက်ဆုံးဆိုရင်တော့နှာခမ်းကြီးပဲမချိမပြတခြားဟာတွေမရှိလဲဘာမှမဖြစ်ဘူးနှာခမ်းကြီးမရှိလို့မရအဲ့လိုမျိုးသွားတာပေါ့နော်အဲ့တော့ပြောချင်တာကဒီရေပက်ခံထွက်မယ်ဆိုလို့ရှိရင်တောင်းရလေးကိုမဖြစ်မနေလိမ့်ပါပြီးလို့ရှိရင်နှာခမ်းကြီးလေးကိုဒီလိုမျိုးလေးဘောင်တက်ပြီးတော့အပေါ်ကမတ်လေးကိုစိုးပါထားဆိုလို့ရှိရင်တော့ okay ပိုင်းကိစ္စမရှိဘူးပြန်ရောက်တဲ့အထိအဆင်ပြေလှနေတဲ့မျက်နှာလေးကိုရမှာဖြစ်ပါတယ်ရင်းနှီးထိပြီးတော့ဒီမဲသွားတာကြီးမျက်နှာတွေဘာမှမရှိတော့တာကြီးအစားပေါ့နော်ရေဆိုပြီးလှနေတာမျိုးရှိတဲ့ look လေးကိုယူလိုက်ပေါ့နော်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ဒါလေးလာပြောပြပေးတာပါတဝက်လေးကိုစမ်းသုံးကြည့်ပါနော်ကျေးဇူးပါ